ဒီကနေ့ဖေဖော်ဝါရီလ20ရက်တောက်ချာနေ့ညမှာတော့ One Championship ကကျင်းပတဲ့ 155 143 ပြိုင်ပွဲကြီးကိုကြည့်ရတော့မှာဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးမှာမြန်မာ Fighter Bronica နဲ့ Street Fighter Shia Koen တို့ရဲ့ Atomweight တန်းမွေထိုင်းပွဲစဉ်ကိုကြည့်ရမှာဖြစ်ပါတယ်။ 155 143 ပြိုင်ပွဲကြီးရဲ့ခေါင်းပွဲစဉ်နေရာမှာထိုးမဲ့သူတို့နှစ်ရဲ့ပွဲစဉ်ကပြည်သက်စိတ်ဝင်စားမှုမြင့်မားနေတဲ့ပွဲစဉ်မျိုးလည်းဖြစ်ပါတယ်။မြန်မာ Fighter Bronica ကတော့ဒီကနေ့တောက်ကြညမှာထိုးသက်သွားမဲ့ပွဲစဉ်ကသူ့အတွက်အရန်ကိုအရေးပါတဲ့ပွဲစဉ်လို့ပြောကြားထားခဲ့ပြီးခေါင်းပွဲနေရာမှာပထမဆုံးထိုးသက်ရတဲ့ပွဲစဉ်ဖြစ်လို့အပြင်းထန်စူးစမ်းလေ့ကျင့်ပြင်ဆင်လာတယ်လို့ပါပြောကြားထားခဲ့တာပါ။သူ One Championship ကိုလာခဲ့ရတာကဖိုက်တာကောင်းတစ်ယောက်ဖြစ်ဖို့နဲ့သူ့ကိုယုံကြည်နေတဲ့မြန်မာပြည်သက်တွေအတွက်အစွမ်းကုန်စူးစမ်းပြသွားမယ်လို့ပါပြောကြားထားခဲ့တာပါ။ဒီနေ့ပွဲစဉ်မှာ Street Fighter Shia Koen ကိုအလဲထိုးနဲ့နိုင်ယူနိုင်ခဲ့ရင်တော့နောက်ပွဲမှာချန်ပီယံနဲ့တွေ့ကျင်ပါတယ်လို့ပါပြောဆိုထားခဲ့တာပါ။ Bronica ကသူအနေနဲ့ Street Fighter လေး Shia Koen ကိုတည်နေတာကြာခဲ့ပြီဖြစ်ပြီးသူကကိပေါင်းစဉ်ကစားတဲ့ Fighter မျိုးဆိုတာလဲကောင်းကောင်းတည်ထားကြောင်းသူကပြောကြားထားခဲ့ပါတယ်။ One Championship မှာ Street Fighter Shia Koen ရင်ဆိုင်ထားခဲ့ဘူးတဲ့ Fighter တွေကသူ့လောက်တန်မာမှုမရှိဘူးလို့သူကပြောကြားထားခဲ့တာပါ။ဒီပွဲမှာတော့ Bronica အနေနဲ့တက်ရက်တဲ့အလဲထိုးကွက်တွေကစားကွက်တွေကိုချပြသွားမှာပါလို့ပါပြောကြားထားခဲ့တာပါ။ Bronica ကတော့ဒီပွဲမှာပြိုင်ပွဲရဲ့အနေအထားကိုသေချာကြည့်ပြီးအလဲထိုးဖို့ကိုပဲဥတီကစားသွားမှာပါလို့ပြောကြားထားခဲ့ပါတယ်။သူ့ရဲ့ game plan ကဒီပွဲစဉ်မှာအခြားသောပွဲစဉ်တွေထက်ပိုပြီးပပနက်နက်ကစားလာဖို့ရှိပြီးဘုံနိုင်ကျပြီးတရက်ဆက်တိုက်စစ်စင်နာမျိုးမလုပ်ဘဲတီတီငိမ့်ငိမ့်နဲ့အကောင်းဆုံးတုံ့ပြန်သွားမယ်လို့ပြောကြားထားခဲ့တာပါ။ပွဲကြိုပြောစကားတွေအရတော့ Bronica အနေနဲ့ Street Fighter Shia Koen နဲ့ပွဲစဉ်မှာနိုင်လို့စိတ်ဘလောက်တောင်ပြင်းပြနေတယ်လဲဆိုတာအားလုံးမြင်တွေ့ကြရမှာပါဒါပေမဲ့တစ်ဖက် Fighter Street Fighter ကလည်းတကယ်ကိုကောင်းမွန်တဲ့ Fighter ဆိုတာမေ့ထားလို့မရပါဘူး Street Fighter Shia Koen ကကေပေါင်းတဲ့ background ကလာတဲ့ Fighter ဖြစ်ပြီးပြိုင်ပွဲတွင်းမှာအနိုင်ရဖို့ဆိုရင်တီတီငိမ့်ငိမ့်နဲ့စွမ်းဆောင်ရည်ကောင်းပြသတတ်တဲ့ Fighter မျိုးဖြစ်ပါတယ် One Championship ရဲ့ record တွေကိုပြန်ကြည့်မယ်ဆိုရင်လေ၃ပွဲကစားထားက၃ပွဲလုံးကိုအနိုင်ရရှိထားတဲ့ Fighter တစ်ယောက်ဖြစ်ပါတယ်သူအနေနဲ့ပွဲဝေးနေတာကြာနေပြီဖြစ်ပေမဲ့ဆိုပါအချိန်တွေအတွင်းမှာသူအနေနဲ့ဘလောက်ထိတိုးတက်လာသလဲဆိုတာဒီနေ့ည Bronica နဲ့ပွဲမှာချပြသွားမယ်လို့သူကပြောကြားထားခဲ့တာပါ Bronica မှာသူ့ထက်ပိုမိုအားပါပြင်းထန်တဲ့လက်သီးထိုးချက်တွေပိုင်ဆိုင်ထားတယ်လို့အချို့ကသုံးသပ်နေကြပေမဲ့သူ့မှာလည်းအဆိုပါစွမ်းဆောင်ရည်မျိုးတွေရှိနေတယ်လို့ပြောကြားထားခဲ့တာပါဒိုင်းဆုံးဖြတ်ထိရောက်မှာမဟုတ်ဘူးဆိုတဲ့သူတို့နှုတ်ရဲ့ပွဲစဉ်ကဒီကနေ့ညမှာတကယ့်ကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်ဖြစ်ရှိနေပါကြောင်းသုံးသပ်ပြောကြရင်ကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲရန်နာလိုက်ပါသေးဗျာ